နေ့တော့တိုက်ခိုက်ရေးအားကစားပရိသတ်တွေကြားစိတ်ဝင်စားမှုအရန်မြင့်တက်နေတဲ့ဂျော့ရှုဝါဘန်ပွဲအကြောင်းကိုအဓိကထားပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ဂျော့ရှုဝါဘန်နဲ့ပန်တူဂျာတို့ရဲ့ချန်ပီယံကားပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲမတိုင်ခင်မှာတော့တိုက်ခိုက်ရေးလောကတွေကနာမည်ကြီးတိုက်ခိုက်ရေးသမားဟောင်းတွေရဲ့သုံးသက်ချက်တွေထွက်ပေါ်လာပါတယ်။အများစုရဲ့သုံးသက်ချက်တွေကိုကြည့်မယ်ဆိုရင်ပန်တိုဂျာဘက်ကအနိုင်ရနိုင်ချေပိုများတယ်ဆိုတဲ့အမြင်တွေကိုတွေ့ရပါတယ်။အရင်တော့ဆိုရင်ပန်တိုဂျာလိုနာမည်ကြီးချန်ပီယံတယောက်နဲ့ရင်ဆိုင်ရမယ်ဆိုတာကိုပြောလိုက်ရင်ဂျော့ရှုဝါဘန်ဘက်ကအခွင့်အရေးနည်းတယ်လို့ပဲလူအများကမြင်ကြမှာပါ။ဒါပေမဲ့အခုချိန်မှာတော့အခြေအနေကပြောင်းလဲလာပါတယ်။ဂျော့ရှုဝါဘန်ဟာပွဲစဉ်တွေကိုစက်တိုက်အနိုင်ယူလာပြီးသူ့ရဲ့အရေးသွေးကိုသက်သေပြထားနိုင်ပါတယ်။ဒါကြောင့်ဒီပွဲဟာရိုးရိုးကံမွေးတစ်ပွဲထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာပါ။တစ်ဖက်မှာတော့ပန်တိုဂျာရှိပါတယ်။ပန်တိုဂျာဟာလက်ရှိချန်ပီယံဖြစ်တယ်လို့အတွေ့အကြုံများကြီးရှိတဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။အထူးသဖြင့်မြေပြင်ပေါ်မှာထိန်းချုပ်တိုက်ခိုက်တဲ့ပုံစံမှာအရန်ကိုအားကောင်းပါတယ်။တိုင်ဘက်ကိုမြေပြင်ပေါ်ချပြီးထိန်းချုပ်တာလေပင်းချုပ်တာအခွင့်အရေးရတာနဲ့ပွဲသိမ်းနိုင်အောင်ကြိုးစားတာတွေကပန်တိုဂျာရဲ့အဓိကအားသာချက်တွေဖြစ်ပါတယ်။ဒါပေမဲ့ဂျော့ရှုဝါဘန်ကတော့ဒီလိုအားသာချက်တွေကိုအလွယ်တကူပေးသွားမဲ့သူမဟုတ်ပါဘူး။သူ့ရဲ့အဓိကအားသာချက်ကတော့မတက်ရက်တိုက်ခိုက်တဲ့အပိုင်းမှာဖြစ်ပါတယ်။အကွာအဝေးကိုကောင်းကောင်းထိန်းနိုင်မယ်လက်သီးထိုးချက်တွေကိုထိထိရောက်ရောက်အသုံးချနိုင်မယ်ဆိုရင်ပန်တိုဂျာအတွက်အနေရရှိနိုင်ပါတယ်ဒီပွဲမှာအရေးကြီးဆုံးချက်ကတော့ဂျော့ရှုဝါဘန်ကပန်တိုဂျာရဲ့မြေပြင်တိုက်ခိုက်မှုကိုဘယ်လိုတားဆီးမလဲဆိုတာပါပဲပန်တိုဂျာကမြေပြင်ကိုရောက်အောင်ဆွဲချနိုင်ခဲ့ရင်တော့သူ့ဘက်ကအားသာချက်အများကြီးရသွားနိုင်ပါတယ်ဒါပေမဲ့ဂျော့ရှုဝါဘန်ကမတက်ရက်နေတဲ့အချိန်မှာအကွာအဝေးကိုထိန်းပြီးတီးကြတဲ့လက်သီးထိုးချက်တွေနဲ့ဖိအားပေးနိုင်ခဲ့ရင်ပွဲရဲ့အခြေအနေကလုံးဝပြောင်းသွားနိုင်ပါတယ်နေရာမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ပန်တိုဂျာရဲ့အသက်အရွယ်နဲ့နောက်ဆုံးပွဲစဉ်အခြေအနေပါချန်ပီယံတယောက်အနေနဲ့အချိန်ကြာတာနဲ့အမျှခန္ဓာကိုယ်နဲ့တုံ့ပြန်နိုင်စွမ်းတွေကအရင်လိုမဖြစ်နိုင်တော့တဲ့အခြေအနေတွေရှိလာနိုင်ပါတယ်အထူးသဖြင့်အံ့အားသင့်စရာရှုံးပွဲတစ်ပွဲကြုံတွေ့ထားရင်စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်းတက်ရောက်မှုရှိနိုင်ပါတယ်တစ်ဖက်မှာတော့ဂျော့ရှုဝါဘန်ကအနိုင်ပွဲတွေစက်တိုက်ရရှိထားတဲ့အခြေအနေမှာဒီပွဲကိုဝင်လာတာဖြစ်ပါတယ်ဒါကြောင့်စိတ်သက်ပိုင်းမှာလည်းယုံကြည်မှုကောင်းနေမှတေချာပါတယ်ဒါပေမဲ့ချန်ပီယံအတွေ့အကြုံနဲ့ဖိအားကြီးတဲ့ပွဲတွေမှာရင်ဆိုင်ခဲ့မှုတဲ့အတွေ့အကြုံကိုကြည့်မယ်ဆိုရင်တော့ပန်တိုဂျာဘက်ကအားသာချက်ရှိနေသေးပါဒါကြောင့်ဒီပွဲကိုတစ်ဖက်တည်းကတေချာပေါက်အနိုင်ရမယ်လို့ပြောဖို့တော့ခက်ပါတယ်ပွဲအစပိုင်းမှာဂျော့ရှုဝါဘန်ကအကွာဝေးထိန်ပြီးတိုက်ခိုက်နိုင်မလားပန်တိုဂျာကတော့မြေပြင်ပေါ်ဆွဲချနိုင်မလားဆိုတာကိုအထူးစောင့်ကြည့်ရမှာပါပန်တိုဂျာအနေနဲ့မြေပြင်ကိုအမြန်ဆုံးရောက်အောင်ကြိုးစားမယ်ဆိုရင်ဂျော့ရှုဝါဘန်ဘက်ကတော့အဲ့ဒီအခွင့်အရေးကိုမပေးဖို့ကြိုးစားမှာပါတနည်းပြောရရင်ဒီပွဲဟာမတက်ရက်တိုက်ခိုက်မှုနဲ့မြေပြင်တိုက်ခိုက်မှုတို့ရဲ့အားပြိုင်ပွဲလို့တောင်ပြောလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့ဂျော့ရှုဝါဘန်ကိုရှော့တွက်လို့လုံးဝမရဘူးလို့ပဲပြောချင်ပါတယ်ဒါကြောင့်ဒီပွဲမှာအနိုင်ရဖို့အတွက်နှစ်ဖက်စလုံးမှာအခွင့်အရေးရှိပါတယ်တန်တိုဂျာကသူ့ရဲ့အတွေ့အကြုံနဲ့မြေပြင်တိုက်ခိုက်မှုကိုအသုံးချနိုင်မလားဒါမှမဟုတ်ဂျော့ရှုဝါဘန်ကမတက်ရက်တိုက်ခိုက်တဲ့အပိုင်းမှာအားသာချက်ရယူပြီးချန်ပီယံကိုအံ့အားသင့်စေမလားဒီအချက်ကတော့ပွဲစပြီးမှပဲအဖြေပေါ်လာမှာပါတခုတော့သိချပါတယ်ဒီပွဲမှာပန်တိုဂျာကသူ့ရဲ့ချန်ပီယံဂုဏ်သိက္ခာကိုကာကွယ်ရမှာဖြစ်တယ်လို့ဂျော့ရှုဝါဘန်ကလည်းသူ့ရဲ့နာမည်ကိုကမ္ဘာထိပ်တန်းအဆင့်မှာအခိုင်အမာရပ်တည်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲဟာဘယ်သူ့အတွက်မဆိုလွယ်ကူတဲ့ပွဲတော့မဟုတ်ပါဘူးပရိသတ်တွေအနေနဲ့အထူးသဖြင့်ပွဲအစပိုင်းမှာဂျော့ရှုဝါဘန်ရဲ့မတည့်ရတိုက်ခိုက်မှုပန်တိုဂျာရဲ့မြေပြင်ဆွဲချမှုနဲ့နှစ်ဖက်စလုံးရဲ့ခံနိုင်ရည်ကိုတေချာစောင့်ကြည့်တင်ပါတယ်ကျွန်တော်အမြင်ရတော့ပန်တိုဂျာဟာအတွေ့အကြုံနဲ့မြေပြင်တိုက်ခိုက်မှုမှာအားသာပေမဲ့ဂျော့ရှုဝါဘန်ရဲ့လက်ရှိပုံစံကိုတော့လုံးဝရှော့တွက်လို့မရပါဘူးဒီပွဲမှာဘသူကအနိုင်ရမလဲဆိုတာကတော့တကယ်ကိုစောင့်ကြည့်ရမယ့်ပွဲကောက်တစ်ပွဲဖြစ်လာမယ်လို့ယူဆပါတယ်ပရိသတ်ကြီးတို့ရောဘသူကအနိုင်ရမယ်လို့ထင်ပါတယ်လဲဂျော့ရှုဝါဘန်လားပန်တိုဂျာလားကိုယ့်ရဲ့ခံမှန်းချက်ကိုမှတ်ချက်မှာရေးသားခဲ့ကြပါဦးခင်ဗျာ